ကျွန်တော်မျက်စိကိုမိတ်ပြီးတနက်ကိုလက်နှစ်ဖက်နဲ့ကြစ်ကြစ်ပါအောင်ဆုပ်ကင်လိုက်တော့အသင်းဖော်တွေကကျွန်တော်ကိုဝိုင်းရကြတဲ့နီးပြကအချိန်မဲ့နာရီကိုစတင်နှိပ်လိုက်ပါတယ်ကျွန်တော်အဲ့ဒီအလုပ်ကို16စက္ကန့်တည်းနဲ့အပြီးလှုပ်ဆောင်နိုင်ခဲ့လို့အားလုံးကလက်ခုပ်တီးချီးကျူးခဲ့ကြတယ်ကျွန်တော်ရဲ့စွမ်းဆောင်ရည်ကစနိုက်ပါအဖွဲ့ခေါင်းဆောင်ကိုသဘောကျသွားစေခဲ့ပြီးအဖွဲ့ထဲကိုဝင်ခွင့်ရခဲ့ပါတယ်ဒါပေမဲ့လက်နက်တွေထုတ်ပေးတဲ့အချိန်မှာတော့အသင်းဖော်တွေကကောင်းမွန်အစင်းမြင့်တဲ့စနိုက်ပါရိုင်ဖယ်တွေရရှိခဲ့ကြပေမဲ့ကျွန်တော်ကတော့ခင်မမီတော့တဲ့တနက်အဟောင်းကြီးတစ်လက်ပဲထုတ်ပေးခဲ့တယ်ကျွန်တော်မကျေနပ်လို့ပြောဆိုခဲ့ပေမဲ့ပြင်းပြင်းထန်ထန်ပဲမောင်ငန်းချင်းခံခဲ့ရပါတယ်အသင်းဖော်တွေကလည်းအဲ့ဒီတနက်အိုကြီးကိုဝိုင်းလောင်ကြတာပေါ့ရွေးချယ်စရာမရှိတော့တဲ့အဆုံးကျွန်တော်ဟာရှေ့ဆက်ရမယ့်တင်တန်းတွေပေါ်မှာပဲပို့ပြီးတော့အာယုံစိုက်လိုက်ပါတော့တယ်ငင်းတချင်းလေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာတစ်ချက်ကလေးမှမလှုပ်ရှားပဲငင်းနေနိုင်တာကျွန်တော်တယောက်ပဲရှိခဲ့တယ်အဲ့ဒီနောက်ပြစ်ခတ်မှုလေ့ကျင့်ခန်းရောက်လာတဲ့ခါမှာတော့တနက်အဟောင်းရဲ့အားနည်းချက်တွေကတိတိတတ်တာပေါ်ထွက်လာပါတော့တယ်ကျွန်တော်ကလက်နက်ကိုပဲအပြစ်တင်မိတဲ့အခါနီးပြကမင်းကိုယ်တိုင်ကမတော်တာကိုတနက်ကိုလာပြစ်မတင်နဲ့လို့ပြောခဲ့တယ်ကျွန်တော်အဲ့ဒီစကားကိုသဘောမတူပေမဲ့ကျွန်တော်ရဲ့အရေးချင်းကိုတက်တည်ပြရမယ်လို့ကိုကတိပေးလိုက်ပါတယ်ညဘက်ပြစ်ခတ်မှုလေ့ကျင့်ခန်းတစ်ခုမှာတော့တခြားသူတွေအားလုံးပြစ်ခတ်ပြီးလို့တိတ်ဆိတ်နေကြချိန်မှာကျွန်တော်တယောက်တည်းကြံနေခဲ့ပြီးပြစ်မှတ်ကိုငြိမ်ငြိမ်လေးစိုက်ကြည့်နေခဲ့တယ်အလင်းရောင်ပေးတဲ့ဘုံတွေ flash မရှိရင်တော့မှကျွန်တော်ပြစ်မှတ်ကိုအတိအကျထိမှန်အောင်ပြစ်နိုင်ခဲ့ပါတယ်အဲ့ဒီတနက်ဦးကြီးနဲ့ကျွန်တော်အမှတ်ပြည့်ထိမှန်အောင်ပြစ်ခတ်နိုင်ခဲ့တာပါအဲ့ဒီနောက်တင်းနှန်းဆင်းခဲ့ပြီးတိတ်မကြခင်မှာပဲကျွန်တော်ရဲ့ပထမဆုံး mission ကိုစတင်ခဲ့ရပါတယ်ရန်သူတွေကစက်ရုံဟောင်းတစ်ခုထဲမှာပုံအောင်နေကြပြီးကျွန်တော်ကိုသူတို့ကိုစလိုက်ပါနဲ့ပြစ်ခတ်ဖို့အမိန့်ပေးခဲ့ပါတယ်ရန်သူတယောက်ကအဆောက်အုံထဲမှာရှိနေပြီးနောက်တစ်ယောက်ကတော့အမိုက်ပုံထဲမှာပုံနေတာမှုတေချာအာယုံစိုက်မကြည့်ရင်ရှာရခတ်ပါတယ်နှစ်ဖက်စလုံးကအကြာကြီးငြိမ်သက်နေခဲ့ကြပေမဲ့အမိုက်ပုံတွေကနန်းစော်နေတဲ့အနက်အတက်ကြောင့်အမိုက်ပုံတွေကရန်သူကအနှဲငယ်လှုပ်ရှားမိသွားပါတယ်အဲ့ဒီလှုပ်ရှားမှုအသေးဖွဲလေးကပဲသူ့ရဲ့ဒီနေရာကိုပေါ်ပြလိုက်တယ်လို့ဖြစ်သွားပြီးကျွန်တော်ချက်ချင်းသတိပြုမိလိုက်ပါတယ်စက်ရုံတွေကရန်သူကကျွန်တော်ကိုမြင်မြန်ဆန်ဆန်ပဲသတိပြုမိသွားပြီးပြပြတလဲနဲ့လှမ်းပစ်လိုက်တဲ့အတွက်ကျွန်တော်လက်မောင်းကိုပဲအနှဲငယ်ရှက်မှန်သွားခဲ့ပါတယ်ကျွန်တော်ကတော့စိတ်အေးထားပြီးသူ့ကိုတစ်ချက်တည်းနဲ့အပြတ်တက်ပစ်ချလိုက်ပါတော့တယ်